အားလုံးပဲ sorry ပါဗျာကျွန်တော်ဒီဘက်မှာဟလာ live ကစောင့်ယူဖြစ်နေပြီကြည့်ရပြန်ပတ်မှာဆိုလို့ဒီလားဒေါင်းဆွဲချရင် YouTube မှာတင်မှာဆို live ကစာတော်လေးဖြစ်သွားမှာဆိုလို့တက်လို့တာကဲအားလုံးတော့အဆင်ပြေသွားပါပြီနော်ဒီမှာလောလောဆယ်ဖြတ်သွားတဲ့အသင်းလေးတွေပြပေးမယ် GHG ပြတ်သွားပြီ NGA ပါပြတ်သွားတာရောအေး NG ဩ NG ရဟုတ်တယ်ပြတ်သွားကြပြီနော်တိုနီကေတို့လည်းပြတ်သွားပြီ DDM လည်းပြတ်သွားပြီတခြားအသင်းတွေကသူ့အနေနဲ့သူ AC လေးလူပြင်လုပ်နေအောင်ပုံမှန်လေးပဲနော်ဘတ်တွေလည်းဘတ်တွေဘက်ကလည်းတယောက်တော့ပေးဆက်ထားရတယ်ဆိုမှလည်း DDM ဘက်က VV တယောက်လည်းပြထားတယ်နော် DDM ဘက်ကလောလောဆယ်ဟလာပီကာတို့ fight တွေကလောလောဆယ်မပြီးသေးဘူးဒါတကယ်ကောင်းတဲ့အသင်းဘတ်နဲ့တွေ့ထားတဲ့အနေထားမှာ IG ဘက်က play agent ကိုနော်ခံလိုက်ရပြီဘတ်ဘက်ကလည်းတော့သူကနော်ခံလိုက်ရပြီရောအေးaction ဒီကိုယ်လုံးဝအပါခေါ်ခံရတယ် BNW အန်ဂျိုင်ယာလေးကောင်းလိုက်တာရုံရှေ့ကဘတ်ကဟလာ CC ဘိုင်းတော့တော့နော်တာလေနော်ကဲလို့ရောင်းမယ်ထင်ပါတယ်ကဲလို့ရောင်းမယ်နောက်ကဘတ်ကလည်းဟလာစီရှည်ရှိဘတ်တော့တက်လာပြီနော်ဂါတီထောက်ထားပြီးသေးတယ်ဒါမဲ့လည်းဂါတီထောက်တဲ့နေရာတော့မမြင်ရဘူးလို့ပြောလို့ရတယ်ဒီဘက်ချမ်းနော်ကြည့်ရသလောက်ကနေထုတ်ထားပြီးလက်ထဲမှာနေဖြုတ်ထားပြီး position ကအတိအကျသိထားတဲ့နေထားမှာနေဖြုတ်ထားပြီးနေကိုပြန်သိမ်းတယ်ပြန်ဖြုတ်တယ်ဗျနေကိုပြတ်တော့မယ်ဘယန်လူအန်ဂျိုင်ယာညီလေးညီထားတော့ဒီကောင်လေးတိထားတယ်နေကလာနေပြီနေကြီးကလာပြီကောင်းနေကြတယ်နော်ရောင်ကြည့်ရတော့ကဲ BNW အန်ဂျိုင်ယာဒီဘလို့မလဲလို့ပြောရင်းနဲ့ပဲအစီနေခွတ်တီဝင်သွားတဲ့နောက်မှာ BNW အန်ဂျိုင်ယာနည်းနည်းတော့အားတက်သွားပြီဗျာနော်အရှိခုံစင်းနေတာပြုတ်ကြပါဘူးတဲ့နော်ဘတ်တီရှိတဲ့နေရာကိုကြည့်ထားတယ်လို့ပြောရင်းနဲ့ပဲဘတ်ညီလေးသွေးသားနေပြီနော်ညီလေးဘလို့ပြစ်မှလဲ memory ညီလေးနောက်ကဒီမှာဂါတီပါစင်းချလာတဲ့နောက်မှာ memory နော်အောင်မလားမနော်သေးဘူး BNW အန်ဂျိုင်ယာညီလေးဘလို့လုံးမလဲဟိုမှာတယောက်ပြန်ကယ်ဝင်တော့ရတာသေးတယ်ပြန်ကယ်ဝင်တော့ရတာသေးတယ်စီရှည်တန်းတက်လာခဲ့ပြီစီရှည်တက်လာပြီနော်စီရှည်တက်လာပြီနော်အရှိမ BNW အန်ဂျိုင်ယာ memory လုံးဝတက်ဖြတ်ဖို့စဉ်းစားနေဆိုပေမဲ့လည်းအပေါ်ဘက်မှာလားmemory လေးကဒါတော်လေးကိုဟိုဟာဖြစ်နေပြောရမယ်ဒီဘက်မှာစီရှင်နဲ့ဂါတီနဲ့နှစ်ယောက်ဒီဘက်မှာလည်းတယောက်ချင်းအောင်နော် 1v1 တွေထောက်ထားကြတာအပေါ်မတက်သေးဘူးနော်ဘတ်တွေကတော့ဒါအပေါ်ဘက်ဆိုတာနဲ့တာတယ်ပြောလို့ရတယ်ဗျာနော်ကြည်ရသလောက်ပါဟုတ်လားစီရှည်ဘယ်လိုလုပ်မှလဲညီလေးတက်လို့တော့ရရနော်ဂါတီကတော့ဒါလုံးဝလေကားနားမှာဖြတ်ထောက်ထားတယ်နော်ဂါတီကလေကားနားမှာဖြတ်ထောက်ထားတယ်ဖြတ်ထောက်ထားတယ်လို့ပြောရင်းနဲ့ပဲစီရှည်သွေးတအားနဲသွားပြီဗျာစီရှည်ဘက်ကတော့ဝိုင်းလာအေးထပ်နော်စီရှည်နော်သွားပြီဗျာပါခေါ်ဟန်းပြီလို့ပဲတွေးလိုက်တော့ညီလေးဒီနေ့မကောင်းဘူးပါခေါ်ဟန်းစီရှည်ဂါတီတယောက်ပဲကြံ့မယ်နော် BNW အန်ဂျိုင်နဲ့ဂါတီ2ယောက်ပဲကြံ့မယ်ဗျာ BNW အန်ဂျိုင်ထပ်နော်နော်ရာပေးတယ်ပါဘာမှလုံးမရဘူးဂါတီသူနေလေးပြောရင်းနဲ့ပဲလုံးဝနော်ဘတ်ရောဂျာရဲ့လက်ထဲမှာအိုးဟိုဒန်နုတ်တကလန်လုံးပေးဆက်လိုက်ရပြီဗျာတကလန်လုံးပေးဆက်လိုက်ရပြီ CFG တွေကိုဟဲ့လား aura ဘက်ကနော့သွားပြီ bad CC point ဇုံကြီးနဲ့နော့သွားတယ်ဘယ်လိုဖြစ်တာလဲညီလေးကြီးနော်အဲ့တော့ GC ကလည်း on နေ GC က end point တွေကိုထုတ်သွားတာရောဟာရောထုတ်ကုန် GC ဘယ်နားမှာလဲကာမာတိုဘာတို့ဟာရောဒီကွန်ပေါင်းကြီးထဲမှာထုတ်သွားတာသိကုန်ပြီလို့ဟောနေ end point နေပြတ်သွားတဲ့တင်းနေဒါများလာပြီငွေလေးကလုံးဝစုံကြီးကကျေကြီးရှိသေးတယ်နော်ဟောကျေတော့ဘူးချင်းလာပြီငါဟောဖြစ်သွားတာ sorry ပါ live ကတည့်ရတိုင်းပဲကိုကြီးမှာ3မိနစ်ပဲရှိသေးတယ် sorry နော်တောက်ကတွေ့တဲ့အတိုင်းပဲတောက်လျှောက်ကြီး GC ရဟိုးပဲချင်းကနေတက်လာနော် first stop ဘက်ကနေနော်ဒီဘက်ကိုတော့မျောချသွားတယ်အာစီအနာမှာကောက်တယ်ဒီဘက်ကိုတောက်လျှောက်လိုက်နော်ကဲဒီဘက်ချမ်းမှာလည်းဘတ်တွေနဲ့တောက်လျှောက်ထပ်တွေ့ရပြီ IG နဲ့ဘတ်ထဲတကယ်ကောင်းတဲ့ဘတ်တွေလေးတွေမြင်ရတော့မယ် Doris တယောက်တည်းလေးပဲနေကတော့ဟာ show ဝီလေးကတော့ဆင်ထားတယ်သူ့ဘက်ကလူ2ယောက်ပြီးဆက်ထားတဲ့နောက်မှာဘလို့မှတော့အဆင်မပြေဘူးထပ်ပြီးဘတ်တွေဆိုင်ရမှာအခြေအနေတော့မကောင်းနေဘူးပတ်သွားပြီဗျာနော်ပတ်သွားပြီသူ့ပေါ်လာလေးနောက်က matrix ကျွန်တော်ကြံနေသေးတယ်လာချောင်းနေတယ်လို့ပြောရင်းနဲ့ပဲသွားပြီအမပါသွားပြီဗျာနော်ဒီကားနဲ့ပြေးပြီကြည်တော့မဖြစ်ဘူးလားကားနဲ့လစ်သွားပြီတယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်6နောက်တစ်ယောက်ပါသွားပြီအဲ့တော့ပြစ်နေတယ်ပြောနေပဲကားကွဲ oh my god ရွှေ့စရာနေရလေရွှေ့စရာမြေမရှိတော့ဘတ်ကတယောက်ကိုတော့ပါခေါ်ခံထားရတယ်နော်ဘတ်မင်းကတယောက်ကိုပါခေါ်ခံထားရတယ်ညီလေးတို့လမ်းပါဝါကြီးကတအားရော့သွားပြီဘာမှမဖြစ်ဘူးထိတ်ဆုံးမှာမှတ်60နဲ့ထိုင်နေရဆိုတော့ကိစ္စတော့မရှိဘူးဗျအဆင်ပြေသေးတယ်နော် CFG တော်တော်ကြီးရေးကြီးတယ်
IG တွေလောလောဆယ် 10K 2K လေးနဲ့ပဲဒါနည်းနည်းလေးအသာလေးပြန်ပြီးတော့ forward လုပ်ထားပြီရှေ့မှာ one always media လည်းရှိသေးတယ်နေထားတော့လှမနေဘူးနော် INFH တွေတော့လေဒီပွဲမှာချိန်နေကောင်းသွားပြီလို့ပြောလို့ရတယ်ဥပွဲသွားပြီ၄ကောင်ရတယ်တစ်ပွဲလုံးကိုမရအောင်ပြထားခဲ့တယ် DN တွေရေကြီးနေပြီ DN တွေရေကြီး GC ညီလေးတွေနော် Rosemary တို့အားလုံးပါလေဒီစီလေးပဲဇုံလေးတော့ကောက်ဝင်လာပြီဇုံလေးတော့ဝင်လာပြီနော်ပါလာမဲ့အတင်းကတော့တွေ့ရတဲ့အတိုင်းပဲအဲ့ဒါတွေ့ရတဲ့အတိုင်းပဲ memory တို့ bat တွေနော်2ယောက်ပဲကျန်တော့တယ်2ယောက်လုံးကားတစ်စီးတော့ပဲ ဖိုင်လာရင်းလည်းပဲဒီလေးတိုးလာခဲ့တယ်ကျွန်တော်ဆီယာဘက်ကနော်မဆီယာဘက်ကနေတိုးလာခဲ့ပြီ GC Rosemary မဆီယာဘက်မှာကြံနေခဲ့တော့ဒီကားလမ်းတိုင်းထပ်ပေါင်းမယ်ဆိုလို့ရှိရင်တော့ကားတန်တော့ကြားလိုက်လိမ့်မယ်ဗျာနော်အဲ့ချိန်ကျရင် info က GC လက်ထဲရောက်သွားလိမ့်မယ် IG တွေကိုလည်းချက်ဖို့စဉ်းစားနေရတာ GC တွေ့သွားပြီ IG ဘက်ကညီလေးရေ GC တွေရထားတဲ့ကားကိုတွေ့သွားတာလားမဟုတ်ဘူး GC တွေကဒီဘက်ချမ်းမှာကာမာတိုဝါဒီတောင်ပေါ်မှာရှစ်ဒီကတော့ခြေချင်းပြေးလာတာထင်တယ်ခြေချင်းပြေးလာတာဆိုတော့ဟုတ်ဘူးရောင်အောက်မှာဘက်ကီယာရှိတယ်ကာမာတိုပါပြက်လာတဲ့ဒီကကင်းလာတယ်ပြက်လာဟုတ်တယ်ကဲ IG Doris ရှိတဲ့နေရာတော့တောက်လျှောက်ကာမာတိုပါချောင်းနာပေးတယ်ကာမာတိုပါချောင်းနေတဲ့နေရာ IG ကိုချောင်းနေဆိုတော့ CFG ကာမာတိုပါကိုတော့မြင်လောက်တယ်နော်မြင်တာပေါ့ချောင်းနေပြီလေးစာကြီးနဲ့ဟိုချောင်းနေပြီဗျာနော်တကားလေးပြန်ပိတ်ကားလေးပြန်ပိတ်မှန်းနေအောက်က IG Doris ရှိတဲ့နေရာတော့မိမတောက်လျှောက်ကြီးဝင်ချလာခဲ့ပြီညီလေးကတယောက်တည်းပဲကြံတော့တာနော်ဒီကောင်မောင်းရမင်းတယောက်တည်းနော်ဒီကောင်မောင်းရမင်းတယောက်တည်းနော်ခြေနေတော့ကောင်းမနေဘူးလို့ပြောချင်တယ်ခြေနေကောင်းမနေဘူးညီလေး GC တွေကွန်ပေါင်းတိုက်လာပြီလို့ခြေနေမကောင်းဘူးလို့နော်ပြောနေရဲပဲနေတွေဝင်လာပြီတော့သွားပြီခြေနေမကောင်းပါဘူးညာကောင်းပါဘူးတယောက်တည်းကြည့်ရဘတ်တွေပါဝင်လာတာရောက်ပြီလို့တွားပြီကောနော်ဘတ်ရောဂျာညီလေးတယောက်ပဲကြံတော့တယ်ဘယ်လိုဖြစ်သွားလဲမင်းတို့လမ်းမလာတာကြောင်ကြီးသွားပြီဗောအပေါ် IG Doris ပါအပခေါ်ခံထားရင်လည်းပဲတယောက်တည်းနဲ့ဒီဘက်မှာ GC 3ယောက်လုံးဘယ်လိုမျိုးခုခံအောင်မလဲနေထားရဆိုတော့ဒါကြီးကသေရောမယ်အဲ့ဒီကြပါမလို့ပြောရင်းနဲ့ပဲပါသွားပြီဗျပါသွားပြီအပေါ်မှာလည်းစုတက်လာခဲ့တာနော်ခြေနေကြီးကတော့လှမသွားခဲ့ပါဘူးလို့ပြောရင်းနဲ့ပဲ bat တွေ7 တကလန်လုံးပြတ်သွားပြီ bat main သူတို့ကလန်ကိုထုခံလိုက်ရတဲ့ GC တွေထုပြီ GC တွေကိုထုပြီ3 vs 4တွေထားကြီးမှာနော်3 vs 4ကြီးနော်ဒီလိုအဲ့မင်းတို့အမတရားတာနေတာဟုတ်တယ်မှန်ပါတယ်ဒါပေမဲ့ဟိုဘက်မှာCFG လည်းရှိသေးတယ်ဝင်လာတဲ့ဟိုဘက် CFG ရမှာလုံးမှာဒီမှာနော် IG မှာကာမာတိုဘာကြီးတက်လာတဲ့အချိန်မှာဘက်ကစု bad noob ကို knock လိုက်ပြီတယောက် info ကတော့တိသွားပြီနောက်လူတွေဟိုတော့ကြည်နေတယ်အရှိမကားနဲ့တက်လာတော့မြင်တယ်ဗျကားပေါ်ဆင်းပြစ်မလားအရှိမ2ယောက်တော့ရှိသေးတယ်ကဲဘူးတော့လုံနေတယ်ဆိုကဲဘူးတော့ try ကြည့်နေတယ်ဆိုပေမဲ့ဒါလောကဲလို့မရဘူးဒီနေသားကြီးကညီလေးလို့အစ်မပြေဘူးအောက်ကလည်းထောက်ထားတယ်ပါသွားပြီရရင်ရတဲ့ဖိုင်ရအောင်ယူရတာရအောင် bad main တွေတူခံရပြီရအောင်over gaming တို့တွေ့ပြီအမအဲ့နှိတ်ကြီးကဝင်သွားလိုက်မလားမဝင်သွားဘူးဗျာနော်အဲ့နှိတ်ကတော့ထိသွားဘူးဒါနေထားတော့တိနေတယ်ရှောင်းတော့ရှောင်းသွားပြီဗျာနော်ရှောင်းသွားပြီ၄ယောက်လုံးတက်လာတာကိုမြင်လိုက်တဲ့အချိန်မှာတော့ဒါမရတော့ဘူးဗျာနော်အချိန်ကြီးကဆက်ထုတ်ဖို့ရလေအချိန်ကြီးကပေးမနေတဲ့အချိန်မှာ Rosemary ဒီဘက်ချမ်းနေလုံးဝပတ်ပြီးတော့နော်နေထားကိုပြေးချောင်းနေတယ်လမ်းရှောင်းနေတဲ့ညီလေးကိုတွေ့သွားရင်တော့ဒါနော်လမ်းလျှောက်နေတဲ့ညီလေးကိုမာရသွန်ပြေးနေတဲ့ညီလေးကိုတွေ့သွားရင်တော့ဒီဘွားမတွေးရစရာကြီးဒီမှာကာတွေးလိုက်ပြီးဒီကားဝင်ပြုံးမချသွားခဲ့အောက်မှာတွေးသွားပြီဗျာဒီဘက်မှာတယောက်တည်းဖွင့်ရတော့တီးသွားခဲ့ပြီလို့ပြောရင်းနဲ့ပဲရှစ်သွေးအားနဲနေပြီမှုလေးပါလေးခင်းပြီမှန်တယ်ကောင်းတယ်ဗျာနော်တော့အိုး bad baby kiss ပါသွားပြီဗျာနော်သွားပြီပေါ့ GCR အောက်မှာလဲ one always me ပတ်နေတာရောင်ရေးပတ်နေတာone always me တွေရှိနေတော့ over gaming ညီလေးအခြေအနေကတော့တော်တော်ကြီးကောင်းမနေဘူးညီလေးကားလေးရလိုက်လားမှန်တယ်ကားလေးရလိုက်တယ်လစ်သွားပြီကောင်းတယ်ပြေးတော့ရောင်မဟုတ်လို့ရှိရင် GC တွေကနောက်ကလိုက်မှာ GC တွေနောက်ကလိုက်မှာ GC တွေက full man ပြေးတော့ခေါင်းချောက်ကိုလုံနေတာ90နဲ့ရောင်သူတို့ကြီးပဲလုံနေတာဒီပွဲ GC ပွဲထင်ပါတယ်ရောင်CFG တွေတွေ့သွားပြီဗျ GC တွေတောက်လျှောက်ထိုင်ထုနေပြီထုလိုက်တာတော့ဒါ SKS ကြီးနေပေါ့နော်တစ်ချက်မှတော့မသိပါဘူးဒီကုန်းထူတာတစ်ချက်မှမသိပါဘူးလို့ကားကို SKS နဲ့လမ်းပြတာပါလာပြီဗောGC တွေနော်အဲ့ဒါ CFG ရဲ့လာပြီဗောလို့ Rosemary တက်လာပြီရှေ့မှာနော်သွားပြီဟေးအောင်ဟေးရှေ့ကိုငိုင်းဆိုင်ဟောတာရှ
ရှေ့ကနှင်းတော့ပဲမြင်တယ်နောက်ကဝင်ရင်တော့မမြင်သွားဘူးဖြစ်သွားတယ်နော်ကြက်ကြီးမင်းတက်လာပြီနော်နေထားကိုတွေ့သွားကြက်ကြီးလေးတယောက်တည်းပဲကြံမယ်ဘယ်လိုမျိုးတစ်ဖက်မှာလဲဒီလိုကောင်းနော် pre-fire ပေးထားတယ်ဆင်းလာမယ်ပေါ့နော်နေကြီးကလည်းဝင်သွားတယ်နေကလည်းအိုးပြောရင်းနဲ့ပဲတမလာနဲ့ဆိုပြီးတော့လမ်းထုတ်တာရောက်တော့လမ်းကလည်းထိသွားတဲ့အချိန်မှာရောက်ဘေးကိုပြေးဆင်းတာအောက်ကတယောက်က Rosemary ရှိနေပေမဲ့ဘာဂိမ်းမင်းပြတ်သွားပြီလို့နော်ဘတ်တွေဗမင်းတွေပြတ်ကုန်ပြီလို့နော်ဒါကြီးကထိတ်ဆုံးကြီးမှရက်နေတဲ့အသင်းကွာပြတ်သွားပြီနော် INFH တွေနဲ့တွေ့တာဟာကြောင့်ဒီဘက်မှာလည်းတင်းနံပါတ်5ချောင်းနေပြီချောင်းနေတယ်မတိဘူးမတိပါဘူးတဲ့နော်မတိပါဘူးခင်ဗျမတိဘူးချောင်းမချောင်းနေတာမတိဘူးမသွားပြီရှေ့ကိုငါးဆိုင်ငါးဆိုင်နဲ့တက်သွားပြီရှေ့မှာတနတ်တန်ကြားလို့တက်သွားပြီနော်ဒါကြီးက GCA နဲ့တွေ့ပြီ INFH တွေနောက်မှညီလေး AC လေးမကတ်နေအောင်ဘာမှမဖြစ်ဘူးထွက်လာရင်ဘောကတွေးပဲလားအခြေအနေမကောင်းတော့ INFH ဟုတ်နောက်ခံထားရတယ်ပါခေါ်လိုက်ပြီမိမိသွားလာနော်ကဲပွဲလေးတွေအောက်ကြီးကောင်းနေပြီနော်ကြီးကောင်းနေပြီ GC ကာမာတိုပါကားကြီးကနေစီချင်းပြီးထူသွားတာကာမာတိုပါလည်းကောင်းတယ်ကာမာတိုပါဟိုကချမ်းမှာရောက်အော်ရာညီလေးတယောက်ဝဲချမ်းလာလို့ဒီသတိလေးတော့ထားဟောနေတော့ပြောနေပဲကောင်းလိုက်တဲ့ကံပါသူပါရောက်ပြီထူသွားပြီလို့အဆင်ပြေသွားပြီနော်သူကတော့ဒန်ကြီးလိမ့်စီလိမ့်ရတော့မရောတော်တော်ကြီးကိုလည်းရိုက်ကန်တာဖုံစော်ကမ်းပဲလေညာရက်ပဲနော်ကဲမမမိ INFC ရှိတဲ့ဘက်ကတော့ဒါတိုးလာခဲ့ပြီတင်းနံပါတ်5တက်လာမှရတော့မယ်တင်းနံပါတ်5 GC Rosemary နော်သွားပြီဇုံကြီးကလည်းတအားနာနေပြီကဲလို့ကလည်းမရတော့ဘူးပြတင်းနံပါတ်5ကညီလေးပြအောင်လဲကားကြီးမှထပ်ပြီးသေးပြီဘောလို့ပြေးမှတော့ match ကပြီးသွားပြီဗျာနော်ဝင်လာ chicken dinner တော့ GC လက်ထဲတော့ပါရဲ့ GC တော်တော်ကြီးကိုကောင်းတယ်ကြောက်ရတဲ့ကေးထိုးလိုက် 10K 4K 16K နဲ့အေးလှလိုက်တာရော 16K တဲ့ဒုံမနေလောက်တာ434 444 16ဆိုတော့4စကွက်လောက်သူတို့ကြီးဖြတ်ထားတဲ့ပုံစံကြီးဖြစ်နေဖူးမန်းနေတိုင်းတက်လိုက်မယ်ဆိုလို့ရှိရင်တော်တော်ကောင်းတယ်ဒါဟဲ့လားကဲနောက်ဆုံးပွဲစဉ်လေးတော့ရောက်ရှိလာတော့မှာဖြစ်ပါတယ် match 4ထိတောင်ပြီးသွားခဲ့ပြီနော် match 4ထိတောင်ပြီးသွားခဲ့ပြီလို့ match 4ထိတောင်ပြီးသွားခဲ့ပြီငါလို့နောက်ဆုံးတစ်ပွဲပဲကြံတော့နော်ဒီခဏနေမင်းတို့အမှတ်တွေကြီးညာပေးမယ်သိလားခဏနေပြန်လာခဲ့မယ်
ကဲ ပွဲပြီးသွားပြီဆိုတာနဲ့အဲ့ဒီ team ဝင်မလာတဲ့ team တွေကိုနာမည်တက်ပြီးတော့ဖမ်း 11ကတယောက်တည်း CFG တိုင်းခေါ်ကားရေးပဲCFG ဒီကဒီမေရတော့ဆိုတော့ညမစ်ပဲရှောင်းကစားမောလို့နည်းနည်းမဟုတ်ဝဲကြည့်ဟုတ်ကဲ့တားရလားအဲ့ဒါညလည်းမကြည့်ဘူးအဲ့ပေါ့စိတ်ပိုင်းပေါ့ ငါပြောတယ်ပွဲအပြည့်စော့ပေးကြပါလို့ပြောတဲ့ဟာကိုနော်နောက်ဆုံးပွဲမှာလာမစော့ကြဘူးလားငါဘန်းလို့ရှိရင်လည်းငါမကောင်းဖြစ်အောင်နော်နောက် tournament တွေငါဘန်းလို့ရှိရင်ငါမကောင်းဖြစ်အောင်ဟုတ်ပါ အဲ့လိုကောင်းချိုလေးစားကြတယ် 49ရောက်တယ်နဲ့စား စစ်သေးမလားဘူးဆိုတော့ရှိရနော်ရှိရကိုတော့ 3နှစ် ဟုတ်ကဲ့ဒီနေ့ကတော့စနေရပါ လေးလင်းကြည့်ကြလို့မင်းကကြားတော့ပါတယ်ကျန်3ရက်လုံးမလား စနေတင်းသုံးဖလီ15ရောက်5ရောက်လားနောက်ပိုင်းရမှာပါနော်နောက်တော့မှတော့မှဒီမှာပြောပြရနော်အဲ့ဒီခွင့်ရည်လည်းအများကြီးပြီးပါတယ် ကဲ match 5လေးရောက်ရှိလို့ရပါပြီ final match နော်အပြန်ရမှာ NG နဲ့ GC မသိရင်ဘယ်ရောက်အောင်မလဲဆက်တော့ကြည့်ရမယ် ဗမင်းကတော့တမပဲတာနေတာဗမင်းလည်းကြိုးစားအောင်မယ်နော် ဗမင်းဟုတ်ဗမင်းရဟုတ်တယ်နော်ဗမင်းအော်အေး Nova Genesis ရယ် Golden Cross ရယ်ဗမင်းရယ်3သင်းဟလားအမှတ်လေးတွေကလုံးဝမလန့်မကန်းလေးနေပြီးပဲလိုက်လာတယ်နော်ဒီဘွဲကတော့အဆုံးဖြတ်ပဲလား ပြီးခါကျတော့ပြီးရင်များအနေကြီးကြီးဟောက်ဟာတော့သူလည်းတတ်မှာပေါ့နော် တင်းစားကြရင်တေးရတော်တော်လိုရယ်နော်နည်းနည်းတော့များတယ်ဟိုက GC တွေကောင်းတယ်အစီယန်ဒါပုံမှန်မဲ့သူတို့လန်တယ်ဒီဘက် NG နောက်တော့အားရောင်2သင်းအောင်လိုက်လာတာ NG ရေဘဝတော့ခါတော့မဲတားကြီးတို့ရေလို့နော် wine always me ရောလိုက်လာတာဟဲ့အောင်ရေအတင်းအင်စားကြအောင်လိုက်လာတာလို့စောက်ပြဿနာကြီးတော့တက်တော့ပါပဲ NG ရေအင်ပါလာကိုလန်နေသိတယ်နော်ဒီကောင်တွေကလန်နေသိလို့လိုက်လာတာဟိုမလီ NG ရေမင်းတို့ဘွားကြီးကပြက်ပြီးလားမသိပါဘူးကွာတားကြီးတို့ရေဘွားကြီးကခါပြီးမပြေးမှလားထုမှလားဘာလုပ်ပါလဲ NG ကိုဝိုင်းဖြတ်ပြီးဘွားခါပြီးအောင်ကောင်းတယ်ဗျာစင်းစင်းတနလေးရအဆင်ပြေတယ်နော် stick together ပဲဟုတ်လားလေးအောင်လုံးကွန်မောင်းတစ်ခုတည်းကိုစင်းချတာ stick together ပဲရောက်ကောင်းတယ်ချီကိုကောင်းတယ်အဲ့ဒီကပြေးရအောင်ဟိုဘက်က wine always မြာလဲ small လမ်းကြိုက်တယ်ဒီဘက်က IG တွေပြတ်ကုန်ပြီဗျာနော်တင်းမစားကြပြတ်သွားပြီ NG တွေ4ယောက်လုံးရှိသေးတယ်တင်းမစားကြညီလေးပုံပြတ်သွားပြီဗျာဒီဘက်မှာ wine always me 4ယောက်လုံးဒီဘက်ချမ်းကြီးမှာကွာအဲ့4ယောက်လုံးမဟုတ်ဘူး2ယောက်တည်းရှိတာလို့2ယောက်ကလမ်းကူးလာအောင်မှာကွာကြမ်း NG တွေရောင်းရေးကေးတွေက share ရလိုက်ပြီလို့ပြောလို့ရတယ်ရောင်းရေး NG တွေကေးတွေတော်တော်ရလိုက်ပြီဗျာနော်ဒီမှာဘတ်တွေနော် bat 7ညီလေးတို့ memory တယောက်ကတော့ပါသွားပြီ clock cc point နဲ့ပါသွားပြီဗျာနော်ပီကာတို့ကြီးထဲမှာထုနေကြတာဒီဘက်မှာညီလေးတယောက်တည်းလေးပဲသူ့ပေါ်လာလေးရတယ်ဟိုဘက်ချမ်းလေးမှာရောညက်နေတာနော်ဒီဘက်မှာ CFG Habibi တယောက်တည်းလေးပဲနော်ဒါတယောက်တည်းလာတော့တာ
တောက်ထဲလာတော့တာနော်တစ်ချမ်းမှာလဲ one always me နဲ့မှာပြဿနာကြီးတက်နေပြီ NG နဲ့နော် NG one always me ၄ယောက်လုံးစုံသွားပြီဗျ၄ယောက်လုံးစုံသွားပြီ info တွေရထားတဲ့နောက်မှာတော့၄ယောက်လုံးစုံသွားပြီ scout နေရတော့ 5 star lead ထိတ်ဆုံးပါပဲဒီဘက်မှာလည်း NG Kim နော်အနေထားကိုတီးထားတယ်အနေထားကိုတီးထားတယ် 5 star lead အောင်တီးလားမတီးဘူးပတ်ပြေးနေတော့မယ်နော်အဲ့တိုင်းစက်နေတော့ညီလေးရွေးပွားတော့အပွားနေတောင်ပွားနေဒီဘက်မှာ Kim ကမင်းကိုလမ်းနိုင်မှာကွာနော် Kim ကတီးတယ်မင်းနည်းလေးတက်ဖက်တာနဲ့ကိုကသွားပြီဆိုတာမှတ်လိုက်တော့ညီလေးဒီဘက်ကတနက်လုံးဝမပေးဘူးအောင်တောင်ပေါ်ကြီးကနေချောင်းနေတော့ဟောကြောက်ကြီးဟိုဝါကြတော့မှပေါက်တယ်ပေါက်ထောက်ထားတာလို့ပြောရင်းနဲ့ပဲ wine always ပါဝါခဲ့ပြီ 5 star lead သွေးသက်လေးနဲ့တောက်ချောက်ကိုပြေးနေရတဲ့နောက်မှာ NG Vigo တက်လာခဲ့ပြီလို့တွေ့သွားပြီလို့သွေးဟီးနေတဲ့အချိန်တော့ပြေးခံလိုက်ရပြီဗျာနော် Zyper ဒီလေးတာပြေးနောက်မှာစစ်ကူကြီးနဲ့ကွာတက်လာရတာမျိုးအချိန်နေမကောင်းတော့မင်းတို့လူအလို့ကြီးခေါ်လိုက်တာသွားပြီဟိုမှာလမ်းပြီးပြီးအမှသွားပြီတယောက်ပဲတက်တယ် Zyper ကြီးလေးဘယ်လိုလုပ်မလဲတယောက်တော့ထူလို့ရအောင်ပြောရင်းနဲ့ပဲ Zyper ပါခေါ်ခံထားရင်းနဲ့ပဲတင်းကြီး 8K ထိပါရသွားပြီးတော့ NG တော်တော်လုံနေပြီလို့တော်တော်ကြီးကိုလုံနေပြီနော်ဘာလဲဟာတဲ့ဘာလဲဒီဦးဘာဖြစ်လို့လဲနော်ပြတ်သွားတဲ့အသင်း3သင်းဗျ Fine always me IG နှစ်သင်းလုံးတော့ဖြတ်ထုထလိုက်တာတော့ဒါ NG နော် One နော် Nova Genesis နှစ်သင်းလုံးကိုထုပြီးတော့ 8K အဲ့ကလည်းကောက်ထည့်သွားပြီ CFC ဟာဘီဘီဂျားတွေကနေညက်ပြီးပါသွားတယ်နော်ဂျားတွေကနေညက်ပြီးပါသွားတယ်ဟိုဘက်ဘတ်တွေရဲ့မှာဂျားတွေကညက်ပြီးပါသွားတယ်ပီကာဒိုးမှာဟလားဘက်မှာနော်တက်လာပြီဗျအောက်ကနော် INF တက်လာပြီမလို့ကြာအဲ့နောက်ပါတယ် NF1 နေတက်လာပြီဟုတ်လားစပြန်စတော့ဒါပဲလို့ save နေတော့အောက်ကတစ်ခု save နေပြီတော့အဲ့ဒီဘက်ဘာနေဟာမို့ခုနကဆို save နေတာကို save နေပြီတော့အဲ့အစပြန်တော့ကြေးလာလားကဲညီလေးရေအပေါ်တော့တောက်လျှောက်တက်လာခဲ့တောက်လျှောက်တက်လာပြီဆိုတော့ဘက်ဘက်ကတယောက် not invoke တောက်လျှောက်ဓာကြီးနဲ့ဝင်ခုတ်နေတာလို့ဓာကြီးနဲ့ဝင်ခုတ်တာပါတဲ့ oh my god အဲ့တော့ onion မင်းဟာလေကွာဒီကောင်တော်ဇူးနေတာသိလားအဲ့တော့ onion อ่ะသိလားGC ခိုင်သွားပြီဗျGC မော NG တွေခိုင်သွားပြီဗျအိတ်ကထဲမှာ 8K နဲ့ပျော်လိုက်တော့ညီတို့ဘယ်လိုရှစ်မှတ်ရပါလဲခုနကပွဲ result လေးကပြန်ကြည့်ရညပွဲနေနေဆိုအမှတ်တွက်လိုက်ရင်တော်ကြီးကိုထောင်သွားပြီအဲ့မှာက NG ရှစ်မှတ်ရပါပြီ58 64ဆိုတော့shit ဟိုဟမ်58နဲ့64လားဟောနှစ်မှတ်ပဲလို့နှစ်မှတ်ပဲกว่าတယ်တော့1နဲ့ခုနကတော့1နဲ့58ကို10ပါ66လေနှစ်မှတ်ပဲกว่าဟဲ့လေးပြောတာရေးမှန်တယ်သင်္ချာကြီးတော်တာနော်အော်ရာဆိုဟိအောင်ဖြန့်ချက်ထားတာအယ်ဘိုဇိုနဲ့မွန်တီနိုကိုတယောက်ကလာဒရီလာမှာဟိအောင်ဟေးလာဒရီလာရာအဲ့နေရာကြီးမှာတောင်းရမ်းရှာလဲလာဒရီလာရာမှာတယောက်ကမိုဒီနိုကိုတဲ့တယောက်က elbow ဆိုတဲ့လီးပဲဖြန့်လာတာလူကြီးဖြန့်လာတယ်မင်းတို့ကကြီးကငါလို့ PNW ဇက်ကောင်တွေတော့အဲ့လိုမဖြန့်အဲ့နာဘက်ဒီလန်နေလေးရတာပုံမှန်ပဲဗျနော် 1G လန်နေလေးမှာပဲဒီဘက်မှာဘတ်တွေအဲ့နာဘက်ဒီလန်နေကိုတိထားလို့လားတော့မပြောတတ်ဟုတ်လားဒီမှာတရားလာစောင့်နေတယ်ခြေတွေကိုကြည့်ရတာတော့အကောင်လုံးမြင်တဲ့အတိုင်းပဲတရားလာစောင့်နေတယ်ပတဲလေးတွေကတော့အေးနေအောင်နော် AC လေးပဲအားလုံးမှာကြည့်တာ team တွေရဲ့ position လေးတွေကိုမြင်ရမယ်တင်ပါတယ် position လေးတွေကိုကြည့်ရတော့ကတော့အကုန်လုံးကတော့ AC စတားရလေးလို့တုံးမယ်ထင်တယ် minus မှာတုံးမယ်ထင်တယ် minus မှာတုံးတော့မယ်ထင်တယ်ကြောင်ရင်ဘတ်တွေနဲ့တွေ့တော့မယ်ထင်တယ်မင်းတို့အဲ့လမ်းကြောင်းတိုင်းမောင်းလာရင်တော့တွေ့ပြီနော်ညီလေးလမ်းမဝါမယ်သူမစီယာကိုတက်သွားပြီ
တော်သေးရပေါ့လမ်းကြောင်းပြောင်းသွားလို့အေးပြန်ပြောင်းနေတဲ့လမ်းကြောင်းအေးရှေ့မှာတောက်ကတက်တဲ့ကြီးမှာတွေ့တော့မယ်နော်ရှေ့မှာအေးလို့ဘတ်ကနူးနဲ့တွေ့တော့မှာနော်လို့ရှေ့မှာကားမောင်းလာတဲ့2ယောက်အေးကားတန်တွေကတော့ချင်းချင်းကြားနေရတော့ပြီဗျနော်အဲ့ဒါဝင်ချသွားတဲ့နေရာကြီးကိုလည်းရှိုးပါအောင်ကွာလို့ညီလေးရ4ယောက်ကြားလေးဝင်သွားတာလို့ရောက်အေးဟာညီလေးပါပြစ်သွားတာတော့လို့ပါလာပြီ4ယောက်လုံးသွားပြီဗောလို့ကိုမောဒီအိမ်ထဲမှာဆိုတာသတင်းအတိအကျရသွားပြီခြေနေရမကောင်းတော့တယောက်တည်းပြဿနာတက်ပြီဒါကြီးအမင်းပြဿနာတက်ပြီနေကြီးဝင်အောင်တယ်နေရောက်ရင်ဒိတ်ကရောက်တော့ရောက်အောင်နှော်သွားလိုက်သေးတာပါသွားပြီဒီဘက်မှာ CFG နော် CFG အောင်ဖြစ်တယ်ဘယ်သူလဲ aura ညီလေးလစ်တော့မင်းချင်းနေမကောင်းမင်းလူကလမ်းမသွားတာဘတ်တွေရှိတဲ့ကိုမောင်းနဲ့ဝင်တိုက်သွားတာလေကွာမင်းတို့ကလေဒီပဲဒီမှာစုနောက်ကနေပြီးပဲဇုံကတ်လေးရတယ်ကတ်လာရင်းနဲ့ပဲနော်ပါဝါဘတ်လေးမှာဇုံကတ်လေးကနေကတ်လာရင်းနဲ့ပဲဟာလားနောက်မှာ INFH တွေကတော့ဟို HND တွေကဇက်တိုက်ကြီးကိုပါလာတယ်ဒီမှာ NF1 နေပီကာတို့ကတော့ခွာလာပြီနော်ညာ NG နဲ့တော့ဒါပြောမယ်ဆိုထိတ်တိုက်တွေ့တော့မယ် NG တယောက်ကားမောက်နေတဲ့ညီလေးနော် NG တွေဒီဘက်ကွန်ပေါင်းနဲ့တော့ယူလာတယ်တယောက်ဒီစီလေးပါလေးနဲ့လူတင်လုံးမယ်တော့ထမ်းပါတယ်ဗျနော်3K ပဲလို့ပါနော်ဗရေလေးတွေအေးဆက်နေတော့မယ်ဘာမှတော့ဖြစ်အောင်မှာမဟုတ်အားလုံးမြင်တဲ့အတိုင်းပဲဟာ INFH တွေအေးစစ်စစ်လေးပဲချူမစီရမှာနော်ဒီမှာ NF1 နေအေးစစ်လေးလူတင်လုံးနေတော့မှတင်းနေမှာအေးလဲတူတူပဲဒါ NG တွေတော့ငြိမ်သွားပြီသွေးနေအေးနေတယ်သွေးအေးနေတယ်ပြတ်သွားတဲ့အသင်းလေးတွေကတော့ဒါ bad နော် bad 7 one always need တင်းမြင်စားကြတယ်ဒါ CFD တော့ပြတ်သွားခဲ့ပြီနော် over gaming တော့ရှိသေးတယ် but main နေရာကြံတော့မဲ့တင်းကြီး 1K လေးနဲ့ဒါနည်းနည်းပါးပါးလေးစိတ်ဆော့ပြီးလာလိမ့်ဆုံးလုံရန်ကတ်လာတော့မှဒါအကုန်လုံးထူးနေနေတာမှရှိတယ်နော်ဒီကဲဘာလို့ဘာဆက်ဖြစ်ကြအောင်မလဲတော့တီယူရကြည့်ရအောင်မယ် NG Nova Genesisပုံမှန်လေးပဲဗျာဒီမှာကျွန်တော်ပြောရတဲ့အတိုင်းပဲအေးစစ်စစ်လေးပဲဖြစ်အောင်ပါပဲလူကလည်းသိရတဲ့အတိုင်းပဲသင်ရလေ၄သိန်းလောက်ကလစ်သွားတဲ့ခါကျရှေ့မှာတော့တွေ့တော့မယ် Oh my god အန်နာပါညီလေးတို့အဲ့တိုင်းကားဆက်မောင်းရင်တော့ဘေးမှာ GC တွေနဲ့တွေ့ပြီနော်ကားကိုဆင်းယူมาလားယူมาတော့အနောက်ကစုထူပြီဗျထူမထူကိုတက်လာတာထူပြီးကျမှသိပြီးကြမှာလားကားပေါ်ကြတော့တယ်နော်အဲ့ဒါကြီးကဟာမကြောက်ဘူးကန်ဆောင်းကောင်းတာလို့ရော GC ပုံမှန် aura လေ GC ကိုကြည့်နေတာရော GC ကလူတွေကြည့်နေတာမဟုတ်ဘူးနော်ဟိုလန်းစားကမတူပါရောနောက်ကနေကားကြီးနဲ့လိုက်တာပြေးမပြေးနဲ့ဆိုလိုက်တာရောစားစစ်စတာကြီးနဲ့လိုက်တာဆက်တော့မတက်သွားတော့ဘူးကွာနော်ဆက်တက်သွားရင်လည်းခြေနေကကောင်းအောင်မဟုတ်ဘူးအဲ့တော့ဆက်မတက်သွားတော့ဘာယုံနေဟုတ်ရုံနေဒီဘောနောက်ဒီဘက်မှာ GHG တွေ GHG နဲ့ပြဿနာတက်နေတာကတော့မြင်တဲ့အတိုင်းပါပဲ NF1 တွေ GHG ရှိတဲ့ကွန်ပေါင်းတွေကိုတိုးလာခဲ့တယ်တယောက်နှော့ထားတယ်ဆိုတော့ info ရသွားပြီးတဲ့နောက်မှာသူတို့ဘက်က4ယောက်အပြည့်ကြီးဖြဲတော့မှာဗျဖြဲတော့မှာလို့ပြောနေတာနေကြီးကတော့ကောင်းခေါင်းကျွားနေတယ်အိုးဟူဒီလိုရဲ့နော်2ယောက်ပဲကြံတော့တယ် GHG ဘလို့တဖက်ရမှာလဲဗလားတဖက်ရမှာလဲမဟုတ် GHG တွေပြတ်သွားပြီဗျ fuck မြန်တာကွာလို့အကုန်လုံးကိုတယောက်နှော့သွားပြီဆိုတော့ info ကြားလိုက်တာနဲ့ဝင်တိုက်လာတာရောအေး GC တွေနဲ့တွေ့ကုန်ပြီ over gaming INFH ကပါအပါဟောခံထားရတယ်ဘတ်တွေဘယ်လိုလုပ်မှလဲဒီမှာ INFH ကိုတောက်ချောက်ကြီးကိုထူဝေးတိုင်းနဲ့ပဲနော်အိုးကန်ကြီးကကောင်းချက် shit ဒီမှာရနော်ဘတ်တွေဘက်ကနော်ဘတ် main ဘက်ကဘတ် main နဲ့ဒါဘတ်7လား
အဲ့ဗမေးနဲ့အားလို့မ over gaming လဲပါသွားပြီညီလေးတို့ကဒါနောက်ဆုံးပွဲကြီးလीကွာလို့နော်မင်းတို့အခြေအနေမကောင်းတာညက်ကုန်ပြီလို့ INF တွေတက်လာပြီဗျသွားပြီဗောလို့ဒီမှာ လိုက်ဖြတ်တာလိုက်ဖြတ် နော် bad noob ညီလေးသွားပြီ bad noob ပါသွားပြီလားမသိဘူးရောမင်း bad noob ပြေးပြီလားမသိဘူးကြည့်ရတော့ပြေးပြီတဲ့နဲ့ပြေးသေးတယ်ဟိုမှာထောက်လာပြီတဲ့ INF စီရောက်နော်ကောင်းလိုက်တာရောကယ်လို့ရမယ်ညီလေးကယ်လို့ရမယ်နော် GC ဘက်က2 man down တာ1 man down တယ်လောလောဆယ် Rosemary ရှေ့ကိုတက်လာတယ်နော်နော်နေတဲ့လူဘက်ကိုအောက်ချောက်ကိုထိုးပေးရတယ်နေထားတော့တီးပြီးသား position တွေကတော့တီးပြီးသားပဲအော်ဆိုလီယိုနာဘယ်လိုလုပ်မှာလဲပါသွားပြီဗျာနော်ပါသွားပြီလီယိုနာပဲကြံတော့မယ်လီယိုနာနဲ့ကြံမယ်ဒီအောက်ကလည်းနော်နေတဲ့ player လေးတယောက်ရှိအောင်မယ်ဒါပဲဗျအပေါ်မှာဒီလီယိုနာတယောက်တည်းနဲ့ဘလို့မှဒဖန်လို့မရတော့ GC ဘက်ကအပြည့်ကြီးကွာနော် GC ဘက်ကအပြည့်ကြီးကွာတက်ဟိုမှန်းလိုက်ကြီးနဲ့တက်လာတာ Rosemary တက်လာသေပြီပေါ့အဲ့လိုကြီးကြံမှာတော့ဖင်ခံရပြီပေါ့လို့နော်ဖင်ခံရပြီပေါ့လို့ကမ်မာတိုဗာလည်းအောက်ကထောက်ထားတယ်ဘယ်မှထွားမရအပေါ်နည်းနည်းတက်တာနဲ့တိုဗာထုလို့ရတယ်မေမေနော်ခေါင်းနေကြီးပဲပြစ်သွားတာရောင်ကြီးပြီးသွားပြီနော် GC 3K ဟို 10K 3K ဖမ်းလာတယ်ဗမေးနေရတော့လောလောဆယ် 10K 4K ဖမ်းလာပြီမဲ့လေတော်တော်ကြီးကိုအခြေအနေကောင်းမနေဘူးပါသွားပြန်ပြီတယောက်ပဲကြံတော့မယ်ညီလေးอ่ะလိုလုံးပါလေညီလေးဒူကယ်ရမယ်နော်ကရလေတော်ဝက်ပဲကြံတယ်အာမဟဲ့လားလိုလုံးပါလေအောက်မှာ INF face တွေတောက်ထောက်ခံထားရတယ် INF face တွေကမင်းတို့ထောက်ထားတာကြာကြီးကြောက်ကြီးချင်းကြီးကမကောင်းတော့ဘူးနော်တော်တော်ကြီးကိုအဆင်ပြေနေတဲ့အသင်းကဒါ GC ဖြစ်နေပြီ GC ဒီပွဲရောက်သွားလို့ GC ချန်ပီယံပဲတာကြီးအန်ဂျီကပြတ်သွားပြီလေပြတ်သွားတယ်မပြတ်သေးဘူးဟုတ်တယ်အန်ဂျီမပြတ်သေးဘူး sorry နော်အန်ဂျီအာရောဟိုတင်းကြီးကိုတွဲခဲ့တယ် shit လိုက်တက်တာတော့ ဖျောင်းရေလို့အန်ဂျီကဒုတ်ချက်ပဲရောင်ကြီးဒီပွဲကြီးကိုဟမ်တကယ်ကြီးလိုက်လုံနေတာလို့အန်ဂျီဟမ်ဘယ်မှာလဲမှာ OPG နဲ့ညှိကုန်ပြီနော် over goal တွေနဲ့ညှိကုန်ပြီမတာ330ပါခေါ်ဟန်လိုက်ရပြီဗျနော်သူ့ဘော်ရာကြီးက Asian တွေဒီဘက်မှာလစ်သွားပြီပုံမှန် live ကြီးကနေ1 man down ကနေနေထားကြီးမှာဇုံကလည်းလာနေပြီဆိုတော့30စက္ကန့်ပဲလာတော့မှာဆိုတော့ဒါဇုံနေထားပြေးယူဖို့ထင်တယ်ဗျနော်တွားနေတဲ့လမ်းကလည်း GC တွေရှိတဲ့နေရာကြီးကိုဒဲကြီးမောင်းဝါးနေတာဗျဒီလေးတို့ဇုံ rotate လုပ်လေ power back ကို rotate လုပ်ရှိဘူးလို့တချမ်းလုံးဘူးမှရှိဘူးဒီလေးပဲဖုန်းဆက်ပြီးပြောမှာပဲဗျမရှိရောနော်အေးအမငါတော့မြင်နေရပြီကွာငါတော့မြင်နေရပြီမင်းတို့ဒီနားနေတက်လာတယ်မှာ GC တွေရော GC တွေ oh my god အပေါ်ကနေလာလို့ကတော့မင်းတို့ GC တွေနေတဲ့နေရာကြီးကစင်ပြေမနေဘူးမင်းတို့သေမယ်နော် GC တိုင်းတို့ရေနော်ဒီဘက်မှာ NG တွေကလည်းရှိသေးတယ်ဇုံဝင်လမ်းကြောင်းကို AC လာခဲ့ပြီပြတော့ပြတ်ထားတယ်ဘယ်သူရှိနေတာလဲဘယ်သူရှိနေလဲသူကလည်းရှိဘူးတိုင်းပြည့်သူမှရှိဘူးလို့သူမှရှိဘူးပရိမောက်တွေလိုက်ထုတ်နေတာသူကပြစ်ပလေးတွေပေါ့အသင်းတွေကအမှန်ဆိုဒီအချိန်အများကြီးဖြစ်နေနေတာဗျာနော်စင်မပြေတော့ကေးပွိုင်းနေလိုက်ဖမ်းရမယ့်လူတွေကြာနည်းနည်းတိုင်ပတ်သွားပြီကွာအဲ့လိုဆိုလို့ရှိရင်နော် HND တွေတိတယ်ဗျာနော်စုလို့ရှိတာတိတယ်ဗျာလာနေပြီဗျာလမ်းထုံခံထားရပြီသွားပြီအဲ့ကားပေါ်ပြုတ်ကြရင်တော့အခြေအနေမကောင်းဘူးကားကလည်းအာမတစ်ဝက်ရော့သွားပြီနေထားမကောင်းတော့ဘူးဘော်ဒါတွေကိုတော့လမ်းခေါ်နေပြီကားပြင်နေတာမွန်းကားပြင်လိုက်ပြီအဆင်ပြေသွားပြီနော်ကားကိုလမ်းဖောက်ပြီးတော့တိုးသားတယ်ဆိုပေမဲ့ကားကြီးကအောက်မှာပက်လက်ကြီးလန်နေတဲ့ကြီးကလည်းရှိနေသေးတယ်ကမ်ဘာတိုဘာကတ်လာပြီးတယ် info ရသွားပြီးတဲ့နောက်မှာဒီဘက်မှာလူရှိတယ်info လေးကတော့ပေးလိုက်ပြီ C လေးကတော့ဖြည့်ထားတော့မှ C ကတော့မှန်တယ်ဒီချိန် C ဖြည့်ရမယ်ဟုတ်တယ်ဒီမရှိဘူးဒီဘက်မှာ OBG တွေနော်ဂျားကြီးတွေကနေဘတ်တွေဂျားတွေကနေဝင်လာတာကားတိုက်နေပါတယ်တဲ့ပြုတ်ကြပြီဗောလို့အဲ့လိုကြီးဂျားတာသွားတယ်တော့အဲ့လိုကြီးမတိုက်ရဘူးလေတိုက်မှာတော့သေပြီဗောရိုဘော့အမှတော့တော့ပေးတိုင်းနဲ့ပဲဘတ်ဖြစ်ပါသွားပြီလို့ပြောရင်းနဲ့ပဲဘတ်တွေတယောက်ပဲကြံတော့တယ်ဗျာနော်တယောက်ပဲကြံတော့တယ်စိတ်မရတော့မယ်ညီလေးတို့မစိတ်ရင်တော့ဒါမစိတ်ပဲထုမလို့ထုမှာသူအမမမြင်ဘူးမြင်တယ်အရှိမဒူးရှိလို့မပြစ်တာ OBG CJ ညီလေးနှစ်ယောက်ပြောနေရင်းနဲ့ပဲ CJ ထုချက်တွေအောက်မှာ bad main
တက်ကလန်လုံးပါသွားပြီဗျာနော်ဘတ်တွေအကုန်ပါသွားခဲ့ပြီနော်ဘတ်တွေ main ရောဘတ်7ရောလစ်သွားပြီ ဘ ဗျာ က်ကတော့ဗမင်းကတော့ လောဆယ်နောက်ဆုံးကြံတဲ့၄သင်းကတော့ HND NG OBG နဲ့ GC ဗမင်းကတော့ချန်ပီယံကနေသူ့လိုတော့ ဗတ်မင်းကတော့ချန်ပီယံတိုက်တယ်ကြီးကိုထိတ်ဆုံးကြီးရာတာနဲ့နေရာကနေပြီးတော့ဆွန့်လွတ်လိုက်ရပြီဗျာနော် ကောင်းပါဘူး ကောင်းပါဘူး NG ဖြစ်သွားပြီဖြစ်HND ကြီးလေး NG ကင်းအုပ်လျှောက် point ကိုတီးရတဲ့အချိန်မှာဒဲတက်မှာဗျာနော်ဂန်းပါဝါကိုယုံပြီးတာကိုဂန်းပါဝါကိုယုံပြီးတာတော်နေတဲ့ခေါင်းကြီးတက်လိုက်တာ HND ဖြစ်သွားပြီတက်တာတဲ့ပါသွားပြီတဲ့တင်း၃သင်းပဲကျန်တော့မယ် NG ခုခံရပြီနော်ကောင်းတယ် GC နဲ့ NG တွေ့ပြီဗျာနော် NG GC ဘက်ကတယောက်ကတော့လုံးဝပါသွားပြီလို့ပြောလို့ရတယ်မဟုတ်ဘူး GC မဟုတ်ဘူးဟာငါလုံးမှာဟိုဘက်ကဟာ OBG ကဘဘောပါသွားပြီက Freezy လည်းပါသွားပြီပြောင်း OBG တွေတယောက်ပဲကျန်တော့တယ်ဘယ်လိုဖြစ်တာလဲခုနအပြည့်ကြီးပါဟာပြဿနာတွေတက်ကုန်တာလို့ GC တဲကိုဝင်သွားတာဟိုလို့ကာမာတိုဘာကြီး